ချိုတွေးကြကြလာရင်လို့ရှိရင်လူတွေရဲ့နော်ဒီခံစားချက်မှာဗိုက်စာပါတယ်နော်ဒါကြောင့်အဝလွန်ခြင်းကိုလည်းအားပေးတယ်ကြလွန်သွားရင်လည်းဘေးကနေဆိုကြကအသက်တည်ဆုံးနိုင်တဲ့အထိရှိပါတယ်ဒါဆိုရင် lifestyle ကိုဘာလုပ်ရမလဲလို့မေးလို့ရှိရင်အလွယ်တကူပြောရရင်တော့ eat less move more ဆိုလို့ပြောရမှာဖြစ်ပါတယ်ဒီ lifestyle ကိုပြုပြင်ပြီးရင်လည်းမကြခင်မူလအလေးချင်းကိုပြန်ပြီးတော့အချိုးပြန်ပြောင်းသွားကြတယ်ကျမတို့ယခုဆက်လက်ပြောကြားလိုတာကတော့ lifestyle ပြောင်းလဲဖို့အောင်မြင်ဖို့ဆိုတာเนาะဒီအမြဲတမ်းလုပ်နေတဲ့ဇွဲတွေအမြဲတမ်းလုံလတွေရှိနေဖို့လိုအပ်ပါတယ်လေးလာတွေ့ရှိချက်အရာတော့ကျမတို့ကဒီရှော့စားမယ်လမ်းလျှောက်မယ်လှုပ်ရှားမယ်เนาะဒီလိုအကြံပေးရုံတစ်ခုတည်းနဲ့တက်တက်နဲ့ကိုလေးချိန်ရော့ကြအောင်ကြိုးစားခိုင်းရင်တကယ်တော့မအောင်မြင်တာတွေတော့တွေ့ရပါတယ်အကြံပေးတဲ့လူတွေကိုယ်တိုင်ကလည်းဒါဝေးလျှော့ခြင်းအကြောင်းတွေအကုန်လုံးသိတော်လဲသူတို့ကိုယ်တိုင်တောင်မှနော်လက်တွေ့မှာဆောင်ရွက်နိုင်ဖို့မလွယ်ဘူးဒါကြောင့်ဒါဒီဝေးလျှော့တဲ့နော်ရှော့စားလမ်းလျှောက်ခြင်းဆိုတာတကယ်တော့တိတ်ပြီးတော့လွယ်ကူတဲ့အလုပ်မဟုတ်တာဘူးနော်သိရှိနားလည်ဖို့လိုတယ်ဒီလိုနေထိုင်မှုပုံစံပြောင်းလဲတာဒီကုထုံးအများကြီးရှိပေမဲ့နော်လက်တွေ့တကယ်တော့မလွယ်လှပါဘူးကျွန်မပြောကြားလိုပါတယ်ဆိုဒါကြောင့်ဆက်လက်ပြီးကျမတို့နော်ဆွေးနွေးပေးလိုတာကတော့ဘာကြောင့်ခက်ခဲရတာလဲနော်ဘာကြောင့်ဒီ lifestyle ကိုပြောင်းလဲဖို့ခက်ခဲကြတာလဲဆိုတော့နော်ကျမတို့လူကိုကြည့်မယ်ဆိုလူရဲ့သဘာဝကိုကတော့နော်လူတွေကသဘာဝအလျောက်နော်တက်တာဇိမ်ရှိနဲ့နေတာတကယ်တော့အလွန်ကြိုက်ပါတယ်နော်အဲ့ဒါကိုပြောင်းလဲပြီးတော့နော်ဇိမ်နဲ့ထိုင်မနေရဘဲနဲ့အမြဲတမ်းလှုပ်ရှားနေရမယ်နော်လေ့ကျင့်ခန်းလုပ်ရမယ်ကြွက်သားတွေလှုပ်ရမယ်လှုပ်ရှားနေရမယ်ဆိုလို့ရှိရင်ဒါတွေကိုပြောင်းလဲဖို့ဆိုတာတော်တော်လေးအချိုးအကွေ့တစ်ခုလိုပဲခက်ခဲလာပါတယ်ဒီ lifestyle ကိုပြုပြင်ပြီးရင်လည်းမကြခင်မူလအလေးချင်းကိုပြန်ပြီးတော့အချိုးပြန်ပြောင်းသွားကြတယ်ဒါကြောင့်ကျမတို့ကဒါအမြဲတမ်း persistent ပေါ့အမြဲတမ်းဖြစ်နေဖို့လိုအပ်တဲ့အကြောင်းလေးကျမပြောကြားလိုပါတယ်ရှင်ကျွန်တော်တို့ဒီ lifestyle လုပ်တဲ့လူနာတွေကိုအများအပြားကြည့်လိုက်တဲ့အခါကျလို့ရှိရင်လူနာတွေကဆက်ဆချင်းမှာတော့ဘာဝေဒနာမှမရှိတဲ့အတွက်အဓိကကတော့ suffering ပေါ့နော်ခံစားချက်မသိတာတဲ့အခါကျတော့ဆက်ဆချင်းဆိုရင်မလုပ်ချင်ကြပါဘူးဒါပေမဲ့သိထားဖို့ကဒီနေ့လုပ်တဲ့ဟာကနောက်10နှစ်20မှာကျန်းမာအောင်ပိုကောင်းအောင်ရင်းနှီးစိုက်ထုတ်ရခြင်းပဲဖြစ်ပါတယ်ဆိုတော့ဆက်ချင်းမှာစိတ်မပါကြဘူးပေါ့နော်ဒါကြောင့်စိတ်ပါသွားအောင်သူတို့ကိုဒီစီးကြိုနဲ့ပတ်သက်တဲ့ knowledge ပေါ့နော်ကျန်းမာရေးအသိပညာတွေအများကြီးပေးရပါတယ်အဓိကကတော့မြန်မာတွေကဝတာကိုလှတယ်လို့ထင်ကြပါတယ်ဝလို့လှလို့လားလို့လမ်းမှာတွေ့ရင်နှုတ်ဆက်တယ်လို့မျိုးပေါ့ဆိုတော့တကယ်တမ်းကျတော့ဝတာကမကောင်းပါဘူးဝခြင်းရဲ့ဆိုးကျိုးတွေကိုကျွန်တော်တို့ကအချိန်ပေးပြီးတော့စီးကြိုတခုတည်းမဟုတ်ဘူးသွေးတိုးနှလုံးတခြားယောဂတွေလည်းဖြစ်တတ်တယ်ဆိုတာကိုကောင်းကောင်းကြီးသိအောင်ပညာအရင်ပေးရပါတယ်ပြီးတော့ဒီလိုလူနာတွေကိုယ်တိုင်ဒီစီးကြိုပြုပြင်ပြောင်းလဲတဲ့ lifestyle မှာပါဝင်လာခြင်းအောင်သူတို့ကိုစိတ်ဆွမ်းအားတွေအများကြီးပေးရပါတယ်ဆိုတော့အချိန်ပေးပြီးတော့ဆွေးနွေးရပါတယ်စိတ်ရဲ့ဆွမ်းအားကလည်းအဓိကကျပါတယ်လူနာတွေကမသိတဲ့အခါကျတော့စိုးရင်ကြောင်းကြမှုမရှိဘူးအဲ့ဒီအတွက်ပြုပြင်ပြောင်းလဲလိုစိတ်ကမရှိပါဘူးဆိုတော့ပြုပြင်ပြောင်းလဲလိုစိတ်ရှိအောင်ပြောလိုက်တဲ့အခါကျရင်လည်းခိုင်မာတဲ့တန်ဋိဌာန်ချပြီးတော့လှုပ်ဆောင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကဇွဲရှိဖို့လိုပါတယ်ဒီ lifestyle ပြုပြင်ပြောင်းလဲတဲ့အခါကျရင်တမန်ကရှန်ကလုပ်တာမဟုတ်ဘဲနဲ့အလုပ်တစ်ခုကိုလုပ်တယ်လို့မျိုးတည်တည်ချာချာစနစ်တကျပြုပြင်ပြောင်းလဲဖို့လိုပါတယ် lifestyle ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါအသိပညာဗဟုသုတရှိပြီးသားဒီစီလောကဝန်ထမ်းတွေပဲဖြစ်ဖြစ်ဆရာဝန်တွေပဲဖြစ်ဖြစ်ဒါတကယ်တမ်းလုပ်တဲ့အခါကျရင်ပြုပြင်ပြောင်းလဲဖို့ခက်တာကိုတွေ့ရှိထားရပါတယ်ဒါဘာကိုပြောသလဲဆိုတော့အသိပညာဗဟုသုတရှိုံနဲ့ lifestyle ပြုပြင်ပြောင်းလဲမှုလုပ်လို့မရဘူးဆိုတာကိုပြောချင်တာပါလက်တွေ့ဘဝမှာလည်းကျွန်တော်တို့ဒီ lifestyle ဆိုတာထက်လူနာတွေကယောဂဖြစ်လာလို့ရှိရင် lifestyle ပြုပြင်ပြောင်းလဲမှုထက်ဆေးကိုပဲပို့ပြီးတော့အားကိုးနေရတာကိုတွေ့ရှိရပါတယ်နောက်ဆုံးပြောလိုတာကတော့ပြုပြင်ပြောင်းလဲရန်ခက်ခဲလာတဲ့ lifestyle အဲ့ဒါကိုအောင်မြင်ခြင်းရင်အထက်ပါအချက်တွေပေါ့နော်ဒါခုနပြောတဲ့အချက်တွေကိုကျော်လွှားနိုင်မှဖြစ်ပါတယ်နော်ဖြစ်မြောက်မှာဖြစ်ပါတယ်အဓိကတာဝန်အရှိဆုံးသူတွေကတော့ကျွန်မပြောကြလို့လူစည်းချိုလူနာကိုယ်တိုင်တွေပဲဖြစ်ပါတယ်အဲ့ဒါကိုသတိပြုဖို့လိုပါတယ်လူတွေကမိမိကျန်းမာရေးကိုမိမိကိုယ်တိုင်စောင့်ရှောက်ခြင်းဆိုတဲ့ diabetes self management education and support DSMES ဆိုတဲ့လေ့ကျင့်တွေကိုလိုအပ်တယ်
ကိုယ်တိုင်လေးလာမယ်ကိုယ်တိုင်သိရှိအောင်နော်ကျွမ်းကျင်အောင်ပြုလုပ်မယ်ကိုယ်တိုင်ပြုစုစောင့်ရှောက်မယ်ဆိုရင်အကောင်းဆုံးပါပဲနော်စီချိုလူနာသည်လူနာတဲ့တာအမြဲတမ်းရသက်ပံနေတာဖြစ်ပါတယ်စီချိုလူနာသည်ဆရာဝန်နော်စီကိုရောက်တာအချိန်ပိုင်းလောက်တာဖြစ်ပါတယ်နော်ဒါကြောင့်ဒီသူနဲ့အမြဲတွဲပြီးတော့တွန်တွဲနေရတဲ့စီချိုဝေဒနာယောဂကြီးကိုနော်လူနာကိုယ်တိုင်ဒါစောင့်ရှောက်နိုင်ရင်သူသာလျှင်ဆရာဝန်တစ်ဖွဲ့နော်စေဝန်ထမ်းတစ်ဖွဲ့နော်သိရှိနားလည်ပြီးကိုယ်တိုင်ပြုပြင်မယ်ဆိုရင်ဒါအကောင်းဆုံးဖြစ်ပါတယ်လို့နော်ဒါကျမတို့ကျမရဲ့စောင့်ရှောက်မှုဘက်ကလည်းတစ်ဖက်ကသိရှိအောင်သူတို့ကိုသင်ကြားပို့ချပေးဖို့ပညာပေးခြင်းဟာလည်းအဓိကအရန်အရေးကြီးတဲ့နော်ကဏ္ဍတစ်ခုဖြစ်ပါတယ်လို့ပြောကြားလိုပါတယ်နော်အခုဆိုလို့ရှိရင်စီးချိုနဲ့ပတ်သက်ပြီးတော့ဒီ lifestyle နေထိုင်မှုပုံစံပြောင်းလဲခြင်းကိုစနစ်တကျအသိပညာပေးတာစနစ်တကျပြုပြင်ပြောင်းလဲတာကိုကျွန်တော်နဲ့ဆရာမကြီးဒေါ်တန်းတန်းတို့နဲ့စီးချိုစင်တာမှာလှုပ်ဆောင်နေပြီဖြစ်ပါတယ်ကျွန်တော်တို့2018ကတည်းကနေစပြီးတော့လုပ်ပါတယ်ခုချိန်ကြီးဆိုရင် lifestyle ပြုပြင်ပြောင်းလဲတဲ့လူနာပေါင်း400ကျော်လောက်ရှိပါတယ်ဆိုတော့များသောအားဖြင့်ဒီ lifestyle ကိုပုံမှန် follow up လာပြီးတော့တည်တည်ချာချာပြုပြင်ပြောင်းလဲတဲ့လူနာတွေဆိုလို့ရှိရင်စီးချိုအများကြီးကောင်းအောင်ထိန်းသိမ်းနိုင်တဲ့အပြင်ဝိတ်လဲကြတယ်တခြားယောဂတွေနဲ့ပတ်သက်ရင်လည်းဒီဆေးတွေညော့သွားတယ်ပေါ့နော်ဒါမျိုးတွေတွေ့ရှိရပါတယ်တည်တည်ချာချာ follow up လာတဲ့လူနာတွေဆိုလို့ရှိရင်များသောအားဖြင့်ဒီ90%ကျော်လောက်ကပို့ပြီးတော့တိုးတက်ကောင်းမွန်လာတဲ့ယောဂအခြေအနေတိုးတက်ကောင်းမွန်လာတာကိုတွေ့ရှိရပါတယ်ကျွန်တော်တို့ဒီ lifestyle ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးအများကြီးတိုးတက်လာမှုကိုလည်းဒီကိုရီးယားနိုင်ငံမှာရှိတဲ့ဒီ endocrine နဲ့ပတ်သက်တဲ့ပွဲတစ်ခုမှာ poster အနေနဲ့သူတေသနပါဝင်ထားပါသေးတယ်။ညီကုန်းချုံအနေနဲ့ကျွန်မပြောရမယ်ဆိုလို့ရှိရင် lifestyle ပြုပြင်ပြောင်းလဲဖို့เนาะခက်ခဲရတာဘာကြောင့်ခက်ခဲရတယ်ဆိုတာလေးကိုဒါသိရှိနားလည်ဖို့เนาะတင်ပြပြီးဖြစ်ပါတယ်เนาะတို့အပြင်ဒီလိုသိရှိဖို့เนาะလူနာတွေကစီးချိုအကြောင်းနဲ့ဒီ lifestyle အကြောင်းကိုမသိရှိဘဲနဲ့เนาะသူ့အလိုလိုပြောင်းလဲမှာမဟုတ်တဲ့အတွက်ကြောင့်သူတို့ကိုပြောပြပေးဖို့သင်ကြားပို့ချပေးဖို့เนาะ guide လုပ်ပေးဖို့ကျမတို့စေဝန်တန်းတွေဒီလို lifestyle coach တွေအများကြီးမြန်မာနိုင်ငံမှာလည်းလိုအပ်ပါတယ်လို့ပြောကြားလိုပါတယ်ဒီကတော့เนาะMr. Jerry Su လို့ခေါ်ပါတယ်เนาะသူ့အကြောင်းကိုကျမတို့ဆက်လက်သေးစိတ်ပြောပြမှာဖြစ်ပါတယ်Jerry ကသူ့ကိုယ်သူအများကြီးစီးချိုနဲ့ပတ်သက်ပြီးသူ့ကိုယ်သူလက်ထိပ်ကိုနေ့စဉ်အကြိမ်ပေါင်းများစွာဖောက်ပြီးတော့လေ့လာခဲ့ပါတယ်